ပျောက်ဆုံးသွားပြီး3ရက်ကြာမှအသက်မဲ့တဲ့ခန္ဓာကိုယ်ကိုသာရှာတွေ့ခဲ့ရတဲ့အသက်14နှစ်အရွယ်ကလေးလေးအားလုံးပဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့20ရက်နေ့ကဘောလုံးကန်သွားရင်ပျောက်ဆုံးသွားတဲ့ကလေးလေးကိုအားလုံးလည်းသိကြမယ်ထင်ပါတယ်အခုလို Facebook စာမျက်နှာပေါ်ပြန့်နှံ့နေတဲ့မောင်တက်နိုင်မင်းဆိုသူလူငယ်လေးတူပျောက်ဆုံးနေတဲ့တဲ့တင်နဲ့ပတ်သက်လို့မိဘတွေရဲ့ပြောပြချက်အရမောင်တက်နိုင်မင်းဟာပဲခူးမြို့မစင်းရက်ကွယ်မဟာစီရီ3လမ်းနေဦးပန်းမြိုင်ဒေါ်ရင်မုံတို့ရဲ့သားဖြစ်ပြီးအသက်14နှစ်ပဲခူးအားထက်က3မှာ9တန်းပညာသင်ကြားနေသူတယောက်ဖြစ်တယ်လို့အနေအေးပြီးလိမ်မာလွန်းတဲ့သားလေးတယောက်လည်းဖြစ်ပါတယ်အဲလူနဲ့မိခင်ဖြစ်သူရဲ့ပြောပြချက်ရတော့ပျောက်ဆုံးတဲ့ညနေကကျမသားကကျောင်းကပြန်လာပြီးအိမ်ရှိမှသူ့တငယ်ချင်းတွေနဲ့ဘောလုံးကန်နေကြပါတယ်။အဲ့ဒီအချိန်မှာကျမတို့ချင်းရင်အိမ်ကကောင်လေးအသက်30ခန့်အရွယ်ဘောလုံးလုပ်ငန်းလုပ်ကန်နေသူဟာဆိုင်ကယ်တစ်စီးနဲ့ရောက်ရှိလာပြီးမဟာစီရီဘောလုံးကွင်းမှာဘောလုံးကန်နေတာတွေ့ခဲ့တယ်။သွားကန်မယ်တက်နိုင်မင်းလိုက်ခဲ့ဆိုပြီးကျမသားကိုသူ့ဆိုင်ကယ်နဲ့တင်ခေါ်သွားပါတယ်လို့ကျမသားနဲ့ဘောလုံးကန်နေတဲ့ကလေးတွေပြန်ပြောလို့သိရပါတယ်။နောက်နိုင်ဝက်ကြကြုံလောက်မှာကျမသားကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတဲ့ကောင်လေးကျမအိမ်ရောက်လာပါတယ်။အမကြီးသားတက်နိုင်မင်းပြန်ရောက်ပြီးလာတယ်။ကျမကဟဲ့ငါသားကိုနေမဲဆိုင်ကယ်နဲ့တင်ခေါ်သွားတာမဟုတ်လားလို့မေးပါတယ်။အဲ့အချိန်သူပြောတာကကျွန်တော်လည်းအလုပ်ကိစ္စနဲ့မြို့သစ်ဘက်သွားစရာရှိလို့အမကြီးသားကိုမဟာစီရီလမ်းထိပ်မှာချပေးခဲ့တယ်။အမကြီးသားကသူ့ဟာသူမဟာစီရီဘောလုံးကွင်းဘက်ကိုကုန်းချောင်းလျှောက်သွားတာလို့ပြောပါတယ်။အဲ့လိုပြောပြီးအဲကောင်လေးကသူ့အိမ်ပြန်သွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းခုထိကျမသားကိုမတွေ့တော့ပါဘူးလို့ပျောက်ဆုံးနေသူမောင်တက်နိုင်မင်းရဲ့မိခင်ဖြစ်သူဒေါ်ရင်မွန်ကပြောပါတယ်။သားဖြစ်သူကမိသားစုကနေရာနဲ့လိုက်ရှာခဲ့ကြပေမဲ့ပြန်မတွေ့တော့တာကြောင့်မေလ20ရက်နေ့မှာပဲခူးအမှတ်နဲ့နေမြေရဲစခန်းမှာလူပြောက်တိုင်ချန်တွားရောက်ဖွင့်ထားခဲ့ပါတယ်။မောင်တက်နိုင်မင်းကိုတွေ့ရှိပါကအောက်ပါဖုန်းနံပါတ်ထံဆက်သွယ်ပေးကြပါရင်မိခင်ဖြစ်သူကမြစ်တာရက်ခံထားတဲ့ post တွေကိုလည်း Facebook မှာတောက်လျှောက်တင်ထားခဲ့ပါတယ်။ဒါပေမဲ့လည်း20ရက်နေ့ကပျောက်ဆုံးသွားတဲ့အသက်14နှစ်အရွယ်ကျောင်းသားလေးမောင်တက်နိုင်မင်းကိုဒီကနေ့မှခေါင်းကိုကျွတ်ကျွတ်ဆွလျံသေဆုံးလျက်ပြန်တွေ့ခင်ရပါတယ်။ဒါကြောင့်အားလုံးကတော့ဘေးရင်ချင်းကလူကအသက်30လောက်ရှိတဲ့လူကိုမတင်ကလူစစ်ဆေးပေမဲ့လည်းအဲ့ဒီလူကကလေးကိုဆိုင်ကယ်နဲ့တင်ခေါ်သွားပြီးအပြန်သူကဆက်သွားပြီးကလေးကဘောလုံးကွင်းကိုဖြတ်ပြီးတယောက်တည်းအိမ်ကိုပြန်သွားတယ်လို့ပဲဆိုပါတယ်။အခုလိုလိမ်မာပြီးအဖြစ်ကင်းတဲ့ကလေးကိုမိဘတွေကအကောင့်တိုင်းပြန်တွေ့မှာပါလို့မျှော်လင့်ထားခဲ့ပေမဲ့လည်းပြန်တွေ့ရှိချိန်မှာတော့အသက်မပါတဲ့ခန္ဓာကိုယ်ကိုသာတွေ့ခင်ရတာပဲဖြစ်ပါတယ်။ဘယ်ရမှမတည်မြဲဘူးဆိုပေမဲ့ခုလိုမျိုးဘလို့ပါဖြစ်သွားတယ်ဆိုတာမသိရပဲဘလို့မုန်းတရားတွေနဲ့လုံရရတာလေမတွေ့ရစရာပါပဲမိဘတွေလည်းယူမတက်ခံစားနေရမှာသိကြပါပဲလက်ရှိချိန်ထိတော့တရားခံကိုရှာမတွေ့ကြသေးပဲအမှုမှန်ပေါ်ဖို့စုံစမ်းနေစေဖြစ်ပါတယ်အားလုံးကတော့ဘောလုံးသွားခံမယ်ဆိုပြီးကောင်းလေးကိုဆိုင်ကယ်နဲ့ခေါ်သွားတဲ့သူအိမ်ချင်းကဘောလုံးလုပ်သူကိုတေချာစစ်ဆေးတင်ပါတယ်သူတို့ရက်ကမတင်ငါစရာပါပဲဒီရွယ်ရောက်ဖို့ကိုအချိန်ကြီးကြီးပြုစုပြောထောင်ခဲ့တဲ့မိဘတွေဘယ်လိုခံစားကြမလဲရက်ဆက်လိုက်ကြတာအမြန်ဖော်ထုတ်နိုင်ပါစေနောက်ဘဝတွင်အဲ့လိုအဖြစ်ဆိုးမျိုးနဲ့မကြုံပါစေနဲ့ကလေးရဲ့ထပ်တူခံစားရပါတယ်ကလေးကဘာဖြစ်မှမလုပ်ထားဘူးလေရွှေငွေဖုံးလူပြီးတတ်သွားတာလားဘယ်လိုများလုပ်ရတာလဲလူသက်တစ်ချောင်းကိုလွယ်လွယ်လုပ်ရတဲ့ကြောက်စရာခေဖြစ်နေပြီနီနီဝေးဝေးတယောက်တည်းပဲမလုပ်ရမယ့်အခြေအနေပါဆိုပြီးပြောခဲ့ကြတာပဲဖြစ်ပါတယ်။လက်ရှိချိန်ထိတော့တရားခံကိုမသိရသေးပဲအားလုံးကတော့ကလေးကိုဆိုင်ကယ်နဲ့တင်ခေါ်သွားတဲ့သူဖြစ်နိုင်တယ်လို့ပြောနေကြတာပဲဖြစ်ပါတယ်။ခုကြည့်နေတဲ့သူတွေကရောဘယ်လိုမြင်လဲအမြင်လေးတွေကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။ရင်းနှီးကုန်းတစ်ဝိုက်နေထိုင်သူများနဲ့လမ်းသွားလမ်းလာများကိုအတင်းလက်ထားပြီးအလူခံနေတဲ့အတူရောင်ဖုန်ကြီးအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့မြင်းနီကုန်းနဲ့အနီးနားကလူတိုင်းသတိထားကြဖို့တင်ဆက်ပေးလိုက်ပါတယ်ဒါကတော့လက်ရှိရန်ကုန်မြို့တော်တော်များများမှာဖုန်ကြီးရောင်ဆောင်ကအလူခံနေတဲ့ဖုန်ကြီးအထူတွေများလာခဲ့တာပါဖုန်ကြီးဦးစင်းစစ်တွေကအလူခံချင်းလေးထမရှိပဲသင်္ကန်းချုံကအယောင်ဆောင်လူခံနေကြတာပဲဖြစ်ပါတယ်တကယ်ဆိုတန်ဃာတွေကအလူခံအောင်စွန့်ခံတာတွေရှိတော့တက္ကဒကမတွေကလူကြပါလေဒါပေမဲ့ခုလိုဖုန်ကြီးအောင်ဆောင်ပြီးအလူခံတဲ့သူတွေကလူတဲ့သူတွေကို200လူရင်တော့မဟုတ်ဘူး900မှတို့မုံဟင်းကားဖို့တို့ကြံရင်ပိုးလေးရမှတို့အလူခံလာကြပါလေဒါအပြင်ပိုဆိုးတာကတော့မပေးရင်သင်္ကန်းချုံနဲ့ဆဲသွားတဲ့သူတွေလည်းရှိပါသေးတယ်ဒီလိုမျိုးဘုံကြီးတုရှိလာတာကသာသနာတော်ကိုညှိုးနှံသွားစေနိုင်တယ်လို့ရန်ကုန်မြို့ရှိလူစီကားရနေရများမှာဘုံကြီးများကဲ့သို့ဝတ်စားကအလူခံနေမှုများပုံမှန်များပြားလာပါတယ်
ခုတခါမှလည်းဖုန်ကြီးရောင်ဆောင်ပြီးအတင်းဆွဲတာလူခံနေတဲ့ဦးစင်းတွေကိုတတိထားနိုင်အောင်ကိုရီကြုံရသူအမျိုးသမီးကတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။မြင်းဒီကုန်းလေးတယောက်ထဲတွားတက်တဲ့သူတွေနဲ့အားလုံးတတိထားကြဖို့ပါ။ကျမဒီနေ့မီတာသွားဆောင်တော့ပထုံမှာပန်းချန်နာမှာတန်ငါရောင်ဆောင်ထားတဲ့ဦးစင်းနှစ်ပါးစုံတွဲတွဲကိုအတင်းလက်တာကဝိုင်းပြီးငွေတင်းတောင်းနေတာကိုတွေ့လိုက်ရပါတယ်။ကိုကပထုံမှာပန်းချန်ဘက်ကိုလန်ကူးနေရင်တံတားအောင်ပလက်ဖောင်းမှာအဲ့ဒီဖြစ်ပျက်ကိုတွေ့တော့ချက်ချင်းပဲပတ်စံရိတ်ကိုကြောပွေထဲထည့်လိုက်ပါတယ်။ပြီးမှလန်ကူတော့အဲ့ဒီဦးစင်းနှစ်ပါးကအရှိကစုံတွဲစီကပတ်စံလေးရကောင်ချက်ချင်းပြေးပြီးကိုပတ်လှည့်လာပါတယ်။လှည့်လာတဲ့ပုံစံကိုကအရှိမတယောက်အနောက်မှာတယောက်လက်နက်ဖက်ကိုဆန်ကားပြီးဝိုင်းတားပါတယ်။ပြီးတော့ရေးစားလို့ကြံရည်လေးတိုက်ဆန်မှာဆိုပြီးတောင်းတာပါ။ကိုကလည်းတန်ခါစစ်မဟုတ်မှန်တတိပြုမိတော့ကျောင်းလာတတ်တာပတ်စံမပါဘူးပြောလိုက်တော့မပါရင်လည်းသွားလီလိုပဲဆိုပြီးဆဲကထွက်သွားကြပြီးခဏနေတော့ကျောင်းတရားဘက်ကိုတက္ကစီငှားသွားကြပါတယ်။သူတို့ကားငှားနေရင်အနောက်ပြန်လဲတာကိုဓာတ်ပုံရိုက်ထားတာပါ။ပြီးတော့စမ်းချောင်းလမ်းဘက်ကိုဆက်လျှောက်သွားနေတော့ကားကမောင်းရက်နဲ့ကားပေါ်ကနေနင်တတိထားနေကောင်းမဆိုပြီးလှမ်းချင်းသွားပါသေးတယ်။ဒါကြောင့်အများတတိထားစီရန်တင်ပေးတာပါ။ကိုလည်းမိန်းကလေးတယောက်တည်းသွားနေတော့ကြုံလိုက်ရပေမဲ့မကြောက်ပါဘူး။ဒါကကြောက်စရာမဟုတ်ပါဘူး။ဥပဒေမဲ့ရင်ဥပဒေကိုကိုယ်တိုင်ဖန်တီးမယ်။ပြောလို့မရဘူး။ဒါကနေကင်းကြောင်တောင်ကြီးမို့ညဘက်ဆိုလက်ရဲဆက်ရင်ဆွဲလာရလာလို့ကောင်းလုံနိုင်ပါတယ်။အချင်းဒီကိုချင်းချိန်မှာကျန်ရီ1500တန်တစ်ခွက်ကြောင့်ဝယ်မတောင်းနိုင်ဘူး။တက္ကစီတော့9000-6000ပေးပြီးစီးတယ်ဆိုကြတဲ့ကတန်ခါရောင်ဆောင်အောက်တန်းစားတွေပါ။ပပလစ်နဲ့တင်တာမို့ကန်ကောင်းပြီးဦးစင်းတို့တွေလည်းတပည့်တော်မကြောက်ပါဘူးလို့မြို့နယ်မနက်မှာလှုပ်ရှားနေတဲ့ဖုန်ကြီးတူတွေအကြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ခုကြည့်နေတဲ့သူတွေကရောဒီလိုဖုန်ကြီးတူတွေနဲ့ကြုံဘူးကြပြီလား။အမြင်လေးကိုလည်းပြောပြပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မြင်းဒီကုန်းတဝိုက်နေထိုင်သူများနဲ့လမ်းသွားလမ်းလာများကိုအတင်းလက်ထားပြီးအလူခံနေတဲ့အတူရောင်ဖုန်ကြီးအားလုံးမင်္ဂလာပါဒီဗီဒီယိုလေးကတော့မြင်းဒီကုန်းနဲ့အနီးနားကလူတိုင်းသတိထားကြဖို့တင်ဆက်ပေးလိုက်ပါတယ်ဒါကတော့လက်ရှိရန်ကုန်မြို့တော်တော်များများမှာဖုန်ကြီးရောင်ဆောင်ကအလူခံနေတဲ့ဖုန်ကြီးထုတွေများလာခဲ့တာပါဖုန်ကြီးဦးစင်းစစ်တွေကအလူခံချင်းလေးထမရှိပဲသင်္ကန်းချုံကအယောင်ဆောင်လူခံနေကြတာပဲဖြစ်ပါတယ်တကယ်ဆိုတန်ဃာတွေကအလူခံအောင်ဆုံးခံတာတွေရှိတော့တက္ကမတွေကလူကြပါတယ်။ဒါပေမဲ့ခုလိုဖုန်ကြီးရောင်ဆောင်ပြီးအလူခံတဲ့သူတွေကလူတဲ့သူတွေကို200လူရင်တော့မဟုတ်ဘူး။900မှတို့မုံဟင်းကားဖို့တို့ကြံရင်ပိုးလေးရမှတို့အလူခံလာကြပါတယ်။ဒါပြင်ပိုဆိုးတာကတော့မပေးရင်သင်္ကန်းချုံနဲ့ဆဲသွားတဲ့သူတွေလည်းရှိပါသေးတယ်။ဒီလိုမျိုးဖုန်ကြီးတုရှိလာတာကသာသနာတော်ကိုညှိုးနှံသွားစေနိုင်တယ်လို့ရန်ကုန်မြို့ရှိလူစီကားရနေရာများမှာဖုန်ကြီးများကဲ့သို့ဝတ်စားကအလူခံနေမှုများပုံမှန်များပြလာပါတယ်။ခုတခါမှလည်းဖုန်ကြီးရောင်ဆောင်ပြီးအတင်းဆွဲတာလူခံနေတဲ့ဦးစင်းတွေကိုတတိထားနိုင်အောင်ကိုရီကြုံရသူအမျိုးသမီးကတင်ပေးလာခဲ့တာပဲဖြစ်ပါတယ်